집안 일အိမ်တွင်အလုပ်နော်집안 일ဆိုအိမ်တွင်အလုပ်အဲ့တော့ဝေါ်ဟာရလေးရင်ကြည့်မယ်쓰레기အမှိုက်분리배출ခွဲခြားပစ်ခြင်း분리하다ဆိုတဲ့ဘက်ရှိတယ်분리하다ဆိုတော့ခွဲခြားသည်ပိုင်းခြားသည်ဆိုတဲ့ပဲဒီမှာ분리배출ဆိုတာခွဲခြားပြီးတော့ပိုင်းခြားပြီးတော့ပစ်ခြင်းအဲ့တော့အမိုက်တွေကိုခွဲခြားပြီးပစ်ခြင်းဝမ်းလျောင်းစွာနဲ့ပစ်ခြင်းနဲ့ပတ်သက်တဲ့အောဟီဝေါ်ဟာရတွေနော်အမိုက်တွေကိုခွဲခြားပြီးတော့ပစ်တာနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေတဲ့အဲ့တော့ဘယ်လိုရှိလဲဆိုတော့ကျတော့ဒီကိုရီးယားမှာကကြတော့အမိုက်တွေကိုသူကအကုန်လုံးရောထွေးပြီးတော့ပြစ်တာမဟုတ်ဘူးတကယ်လို့ရှိမှဆိုတော့အမိုက်တွေကိုအကုန်လုံးရောပြီးတော့ပြစ်တယ်ပေါ့နော်ဘာရလို့မခွဲဘူးအဲ့မဲ့သူတို့ရှိတာကြတော့ခွဲတယ်သူတို့ရှိမှခွဲပြီးတော့ပြစ်တာအင်ကြီးဆိုရင်အင်ကြီးတက်တက်ဒီတန်ဘူးတွေနောက်တစ်ခုကစက်ကူတွေကြက်ဖာတွေအဲ့လိုမျိုးဆိုတက်ကြီးသူကဘယ်နေရာမှာထည့်မယ်ဘယ်လိုအမိုက်ပုံးမှာထည့်မယ်ဆိုသူကရှိတယ်เนาะအဲ့ဒါတွေနဲ့ပတ်သက်တဲ့အကြောင်းမျိုးဒီမှာလေ့လာအောင်ပါเนาะအခုရေဦးစော일반 쓰레기 일반 쓰레기ဆိုတာတာမန်အမိုက်တွေပေါ့သူတို့သတ်မှတ်ထားတဲ့တာမန်အမိုက်တွေကအဲ့ဒါတွေကိုကြတော့ဘယ်ထဲမှာထည့်ရလဲဆိုတော့ဒီမှာအောက်မှာများလေးပြပေးထား쓰레기 봉투에 넣다အမိုက်အိတ်쓰레기 봉투ဆိုတာအမိုက်အိတ်အမိုက်ထဲကိုထည့်သည်음식물 쓰레기 사준အမိုက်사준အမိုက်က 음식물 쓰레기통에 버리다 사준အမိုက်ဘုံเนาะ쓰레기통ဆိုတာအမိုက်ဘုံ사준အမိုက်ဘုံတွေကိုပစ်သည်버리다ဆိုတာပစ်သည်ဆိုတဲ့အဓိပ္ပာယ်재활용품ဆိုတာဒီ recycle ပြန်လုပ်လို့ရတာပြန်ပြီးတော့သုံးလို့ရတယ် recycle ပြန်လုပ်လို့ရတယ်ပစ္စည်းတွေเนาะပြန်ပြီးတော့အသုံးပြုလို့ရတဲ့ပစ္စည်းတွေပေါ့เนาะအဲ့ဒါတွေဆိုဘာရှိမလဲဆိုယူရီဖန်တွေယူရီဆိုတာဖန်မှန်ထုံးကြီးစက်ကူတွေcan တန်ဘူးဒီလိုတန်ဘူးလေးတွေပလတ်စတစ်တွေအဲ့ဒါတွေကိုကြတော့တာတို့ဘော်လီတာတာတို့ဆိုတာတီးတန့်တီးကြတာတို့ဘော်လီတာဆိုတာတတီးတန့်ပြစ်တီးတက်စီပြစ်တီးဆိုတဲ့เนาะဒီလိုသူကဒီအမိုက်ဘုံလေးတွေတွေကိုထည့်ရတယ်တက်စီပြစ်တီးဟွန်အိုဆိုတာအဝတ်အဟောင်းတွေအဝတ်အစားအဟောင်းတွေပေါ့နော်အဲ့ဒါတွေကြတော့သူကဒီမှာစုကောဟာမဲဘော်ဒီတာစုကောဟမ်ဆိုတာကတကယ်တော့လေအမိုက်ဘုံပဲတော့မသိလားအမိုက်ဘုံလို့ပဲရေးထားပါတော့သူကအမိုက်ဘုံလေးကိုပြစ်နေသူတို့ရဲ့ခေါ်ကတော့စုကောဟမ်လို့ခေါ်တယ်အဲ့ဒီအမိုက်ဘုံလေးကိုပြစ်တယ်ဒီလိုပုံစံမျိုးပေါ့နော်အဲ့ဒါတွေကိုကြတော့ဟွန်အိုအဝတ်အစားအဟောင်းတွေကိုပြစ်တယ်음식물 쓰레기 봉투에 넣다. 사준အမိုက်အိတ်ထဲကိုထည့်သည် 쓰레기를 버리다 အမိုက်ကိုပစ်သည် 같이 ဆိုတာအတူတကွ 일 အလုပ် 시작하다 စတင်သည် 그래서 အဲ့ဒါကြောင့် 관계 있는 것끼리 ဆက်ဆက်မှုရှိနေတဲ့အရာချင်း연결하세요. ဆက်ဆက်ပါတဲ့수거함에 버려요. 수거함을 ကိုပြစ်တယ် 수거함ကိုပြစ်တာကဒီအဝတ်စားအဟောင်းနေเนาะပြီးရင်တာတို့ 버려요. တတိတတန့်ပြစ်တယ်တက်စီပြစ်တယ်ဆိုတာကတန်ဘူးတို့ဘာတို့เนาะပြန်ပြီးတော့ recycle ပြန်လုပ်လို့ရတဲ့ပစ္စည်းဆိုတတိတတန့်ပြစ်တယ်သူကပြန်သုံးမှာဖြစ်တယ် 쓰레기 봉투에 넣어요. အမိုက်အိတ်ထဲကိုထည့်ဆိုတာတွေထည့်မယ် 음식물 쓰레기통에 버려요. 사준အမိုက်ဘုံတွေကိုပြစ်တယ်အဲ့ဒါတွေ사준ဆိုစားတွေเนาะ사준အဲ့ဒါတွေရတော့ပေါ့မီးနင်းချက်ပေါ့ချက်ပြီးတော့ဒါလေးတွေကိုစက်ကြည့်တွဲကြည့်เนาะတို့ဒီမှာတော့ခြေရတစ်ခါလေးလုပ်ပေးထားမှာဒီရင် grammar လေးကြည့်အောင်아어여야 되다တဲ့လွယ်လေးပဲဒါလေးကเนาะ아어여야 되다ဆိုတာ되다ဆိုတဲ့ဟာလေးကိုကျွန်တော်မြင်မှုတယ်되다ဆိုတဲ့ verb ကိုเนาะအဲ့ဒီ verb ကို
ပြန်ပြီးတော့ grammar မှာပြန်သုံးထားတာအားရရတွေ့တာဆိုမှရမယ်ဆိုပြီးမှရမယ်လုံးမရမယ်သွားမရမယ်စားမရမယ်တောက်မရမယ်အဲ့ဒါမျိုးလုပ်ဖို့လုပ်ရမယ်မှရမယ်ဆိုတဲ့ဒီပဲဒါလေးကိုဒီလိုလေးမှတ်ထားရအောင်အာအောရောရာအာအောရောရာတွေ့တာနော်အာရောရာတွေ့တာအဲ့ဒီပဲကမှရမယ် verb နဲ့ပေါင်းတယ် verb တွေနဲ့ပေါင်းတယ် verb plus အာရောရာတွေ့တာမှရမယ်အဲ့တော့ဒီဟာပေါင်းတဲ့ပုံစံကအာရောယူပေါင်းတဲ့ပုံစံနဲ့တူတူပဲဟိုဒီမှာဆိုအဲ့ဒီ verb က or တရာဆိုလို့ရှိရင်အာယာတွေ့တာနော်ဥပမာဒီမှာဆိုဂါတာဆိုလို့ရှိရင်ခါယာတွေ့တာတရာကအာတရာဖြစ်နေတဲ့အတွက်ခါယာတွေ့တာအခု or မဟုတ်ဘဲနဲ့တခြားတရာတွေကျန်တဲ့တရာတွေဆိုရင်အောယာတွေ့တာအဲ့တော့ဒီမှာဆိုရင်ဣတာဆိုရင်တခြားတရာဖြစ်နေတဲ့အတွက်ဤဂောယာတွေ့တာဖတ်မှရမယ်ဂါယာတွေ့တာသွားမှရမယ်ဟာတာနဲ့ဆုံးထားရင်ဟဲယာတွေ့တာအဲ့တော့ဣရာတာဆိုရင်ဣရဲယာတွေ့တာအလုံးလုံးမှရမယ်ဒါရီအာရောယိုပုံစံလေးနဲ့အကုန်တူတူပဲเนาะအာရောယိုပေါင်းခဲ့တဲ့ပုံစံလေးအတိုင်းပဲသူကဒီဟာယာထွေတာအာရောယာထွေတာဆိုထွေတာအစားဒီဟာတာသုံးနေရတယ်เนาะအာရောယာဟာတာသုံးနေရတယ်တူတူပဲသူကအဓိပ္ပာယ်တူတူပဲအာရောယာထွေတာသုံးအာရောယာဟာတာသုံးရတယ်ပွဲစားအဲဂါရတွေရောကုမ္ပဏီကိုသွားမှာရမယ်ချက်ဂ်ဤကောရတွေရောစာအုပ်ကိုဖတ်မှာရမယ်ဂျူမားတဲ့ပိတ်ရမှာစနေနေ့နဲ့ပိတ်ရမှာဤရဲရတွေရောအလုပ်လုပ်ရမှာလားအလုပ်လုပ်မှရမှာလားစနေနေ့နဲ့ပိတ်ရမှာအလုပ်လုပ်မှရမှာလားနဲဂျူမားတဲ့ဤရဲရတွေရောဟုတ်တယ်ဟုတ်ကဲ့စနေနေ့နဲ့ပိတ်ရမှာအလုပ်လုပ်မှရမယ်အဲ့တော့ဒါဒွေဒါလေးတွေနဲ့သုံးပြထားတယ်ဒီမှာကျတော့ဟာတာနဲ့သုံးပါနော်ဝဲစားရဲ့ဂါရဟဲ့ကုမ္ပဏီကိုသွားမှရမယ်ဝဲစားရဲ့ဂါရဟမ်နီတာကုမ္ပဏီကိုသွားမှရပါမယ်တူတူပဲဒွေတာသုံးဟာတာသုံးရတယ်ကရဲမဲဖို့ကိုပုံကိုကြည့်ပြီးဘိုးကြီးဝါကချီဥပမာကဲ့သို့문장의완성하세요စာကြောင်းကိုဖြည့်စွက်ပါ일을 시작해야 돼요အလုပ်ကိုစလုပ်မှရမယ်시작하다가စတင်เนาะအလုပ်ကိုစလုပ်မှရမယ်ဒါဆိုရင်ကုမ္ပဏီကိုသွားမယ်ပေါ့회사에 가야 돼요ကုမ္ပဏီကိုသွားမှရမယ်점심을 먹어야 돼요နေ့လယ်စာကိုစားမှရမယ်ဒါကြတော့သူကအလုပ်ပြီးသွားဆိုအိမ်ပြန်မှာပေါ့နော်집에 가야 돼요အိမ်ကိုသွားမှရမယ်အိမ်ကိုပြန်မှရမယ်ဒါဆိုရင်ဘယ်လိုလေးမယ်တော့အိတ်တယ်ဆိုတော့ခြားတာနော်ခြားရ돼요အိမ်မှရမယ်ဟုတ်ပြီအားလေးဖြည့်ကြည့်အောင်알맞은 것을 골라မှန်ကန်တဲ့အရာကိုရွေးချယ်ပြီးတဲ့대화를 완성하세요စကားပြောကိုဖြည့်စွက်ပါ헌 옷은အဝတ်အဟောင်းကတော့ 어디에 버려야 돼요ဘယ်နေရာမှာပြည့်ရမလဲအဲ့တော့အဝတ်အဟောင်းတွေကြတော့수거함နော်수거함နဲ့မှာပြည့်ရမယ်အဲ့တော့ဘုံဒါလေးတွေကိုဒီလေးပုဒ်ကိုရေးမယ်ဆိုအာရောရထွေတာဒါမှမဟုတ်အာရောဟာတာသုံးနေရတယ်နော်အဲ့ဒါလေးတွေသုံးပြီးတော့ grammar pattern လေးနဲ့ကပ်ပြီးတော့ရေးမယ်ဒီမှာဆိုရင် meaning လေးတွေခဏ meaning အသက်လေးရှိမလားကြည့်လိုက်နော်ဟုတ်တာဆိုရင်ယူရီပြောင်းဆိုရင်ဖန်ပလင်းနော်ဖန်ပလင်းဆိုတာမျိုးလေးတွေပေါ့ဖန်ပလင်းတွေပြီးရင်တန်ဘူးတွေနော်ဒီလေးပုတ်ရေးမယ်နော်အာရောရထွေတာ
그럼 칼로네 북한에 내야 뼈매. 북한시 쓰레기가 많네요. 북한에 쓰레기 안마이가 많네요. 야라베. 네, 어제 집에서 친구들하고 저녁을 먹었어요. 그게 머니야로와 어제도 머니야로와 집에서 에이마 친구들하고 땡해지내네 저녁을 먹었어요. 야사오 사게. 그래서 알아죠? 쓰레기가 많나요? 안마이리 야라. 북한시 쓰레기 봉투가 없어요? 북한에 안마이 에이미 시우라. 쓰레기는 아마이 가로 쓰레기 봉투에 넣어야 돼요. 아마이 에이테우 태야매. 아, 네. 아,ဟုတ်ကဲ့ 봐. 캔도 쓰레기 봉투에 넣어요. 땀불에 아마이 에이테우 태야마라. 그거 알아가로 따로 버려야 돼요. 뜻뜻이 피해야매. 알아가로 뜻뜻이 피해야매. 북한 씨는 어제 무엇을 했어요? 북한 아래 마니아로가 말로케. 마니아로가 ဒီမှာတငယ်ချင်းတွေနဲ့ညစာစားခဲ့တယ်အဲ့တော့ 자장 양강매소에 북한 씨는 어제 집에서 친구들하고 저녁을 먹었어요. 캔은 어떻게 버려야 돼요? 땀부로 비하면 땀부가 뜻이 비하면 따로 버려야 돼요. 뜻이 비하면 캔은 따로 버려야 돼요. 이제 뭐 해야 돼요? 그 발로야 하면 쓰레기를 버려야 돼요. 아마 피하면 아주 얘기야. 이제 뭐 해야 돼요? 아주 두개 하다가 청소, 청소해야 돼요. 당신이 러와메. 다가 단đoạn 가구, 고기, 가게, 기다, 아기.